Maro Singapore ba ho tenia ma di bono di mi maနိုင်ငံနေပြီးအလုပ်လာလုပ်တယ် agent နဲ့အလုပ်လာလုပ်တယ်ဒီမှာအလုပ်ပြုတ်သွားတယ်ပေါ့နော်အဲ့ကောင်လေးတယောက်ကအမကိုအကူညီလာတောင်းလို့အမကူညီပြစ်ခဲ့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အမက Facebook ဒီမှာလည်းလာမေးကြတော့အမစာလည်းမရေးနိုင်တော့လို့အမဒီဟာကိုပြောပြတာပါဘယ်လိုဖြစ်လဲဆိုတော့အဲ့ကောင်လေးကအိုဘက်ကနေပြီးတော့ agent နဲ့မြန်မာ agent နဲ့ဒီကစင်ကာပူ agent နဲ့ပေါင်းပြီးတော့နားစားပေါ့ပွဲစားက6500နဲ့ဒီမှာအလုပ်လုပ်တယ်ပေါ့နော် store keeper အဲ့ဒါကိုလုပ်လုပ်တယ်သူက2လ3လပြည့်ပြီပေါ့အခု3လပြည့်တဲ့အချိန်မှာသူကအလုပ်ထွက်ချင်တယ်အစတော့သူကထွက်ချင်တဲ့ဟာသူ့တတိမောင်မေးတယ်တဲ့ပေါ့နော်အလုပ်ကဟွာဖြစ်တယ်ပေါ့ဒီထွက်စာတင်မယ်ဆိုရင်ဘယ်လောက် notice ပေးရမလဲပေါ့သူက provision ကာလာလို့ပြောတော့အဲ့တတိမောင်ပြောပေါ့2 weeks ပေါ့အဲ့နဲ့အဲ့ကောင်လေးကထွက်စာတင်တယ်ထွက်စာတင်လိုက်တာ4ရက်4 April မှာတင်တယ်9ရက်နေ့မနက်မှာသူ့ရဲ့တတိယနေပြီးတော့သူ့ကို cancel လုပ်လိုက်တယ် aspect က cancel လုပ်ရင်တစ်လရတယ်ဒါပေမဲ့သူ့ကိုကြတော့ဒီနေ့9ရက်နေ့ cancel လုပ်တယ်9ရက်နေ့မှာစင်ကာပူထွက်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာသူ့ရဲ့အမတယောက်ကပေါ့နော်တဆင့်နဲ့အမအောင်လာမေးတယ်အမပေါ့အဲ့ဒါဘယ်လိုလုပ်ကြမလဲလို့မေးတော့အမအနေနဲ့ M1 ကိုဖုန်းဆက်ပြီးမေးတယ်သူက aspect cancel လုပ်လိုက်တယ်ဆိုတော့တစ်လမရဘဲနဲ့ဒီမှာသူ့ရဲ့ဟိုမှာဒီနေ့ချက်ချင်းပြန်ရမယ်လို့ပြောတယ်လို့ပြောတော့M1 တော့ပြောတယ် express ဆိုရင်နေလို့ရတယ်ဒါပေမဲ့သူ့မှာ cancellation letter မှာတလဆိုတဲ့ဟာကိုတော့ထုတ်ကြမယ်ပေါ့နော်အဲ့ဒါလေးကိုတောင်းလိုက်တယ်သူ့ရဲ့အလုပ်ရှင်မှာမရဘူးဆိုရင်တော့မရဘူးဆိုရင်တော့ M1 ကသူတို့ရှိကိုပြန်လာခဲ့သူတို့လှုပ်ပေးမယ်အဲ့လိုမျိုးပြောအဲ့ဒါနဲ့အမနေပြီးတော့သူ့အိတ်ကလေးရဲ့အမရဲ့သူ့ရဲ့ agent မှာဖုန်းဆက်တော့ agent လုံးဝ reply မပြန်ဖုန်းမကိုင်အဲ့ကောင်လေးမနေ့တမနက်လုံးခေါ်နေလဲဖုန်းမကိုင်အဲ့နဲ့အမနေ့လေလောက်ကြတော့အမ message ပို့လိုက်ရောငါသူ့အမပေါ့နော်ဒီဟာကိုဒီလိုမျိုးဟာဒီ cancel လုပ်ထားတာကိုငါ cancellation letter လုပ်ခြင်းတယ်တလနဲ့ cancellation letter လုပ်ခြင်းတဲ့ဟာကိုအဲ့ agent ဘာမှမပြောဘူးနင်တို့တွေအဲ့ cancel လုပ်ထားတဲ့ဟာကိုမလုပ်ဘူးဆိုရင်ငါ M1 ကိုတိုင်ပါနော်လို့အမကလည်းပြောလိုက်တော့မှအဲ့ agent ဖုန်းခေါ်တယ်နင်းလူပါတဲ့ထွက်စာတင်တာပေါ့နော်ငါတို့က cancel လုပ်တာမဟုတ်ဘူးနဲ့သူထွက်စာတင်တာဟုတ်တယ်ဒါပေမဲ့နင်တို့ရဲ့ rules အရဆိုရင်2ပတ်နေမှသူကထွက်လို့ရမယ်ဟာချက်ချင်း cancel လုပ်တာနော်လို့ပြောအဲ့နဲ့ပြောသူ့တထေးမကိုဖုန်းခေါ်လေလက်ထမလည်းမကင်တော့အဲ့နဲ့အမ group chat လုပ်လာgroup chat လုပ်ပြီးတော့ပြောတော့အမလေးလာကြည့်လိုက်တော့အဲ့ company ကလည်း2024ရာဆိုတစ်နှစ်ပဲရှိသေးတဲ့ company ဆိုအမတိလိုက်ပြီးအဲ့ကောင်လေးပြောဝင်ရဆိုလဲအရှိမလည်းအဲ့လိုပဲမတူကွာလူတွေမနေနိုင်အောင် by force တွေနဲ့လုပ်တယ်ထွက်သွားတယ်ဆိုရင် agent နဲ့တထေးနဲ့လာစားပွဲစားကောင်ပေါင်းရိုက်စားကြတယ်သဘောမျိုးရှိတယ်အလားလာရှိတယ်ပေါ့နော်အဲ့ဒါနဲ့အမ group chat လုပ်ပြီးတော့အမအဲ့မှာပြောလိုက်ရော agent ကိုလည်းပြောတယ်နင် agent ကနင့်မှာ license မရှိလားကိုငါနင့်ကိုငါ M1 ကို report လုပ်မယ်ဒါမှမဟုတ်နင်တို့တွေ M1 မှာငါနဲ့ပြောမလားဆိုပြီးပြောတော့အဲ့ကြတော့သူကနေထပ်ပြီးတော့ပဲအဲ့အမဘက်ကလူကပဲပေါ့နော်ဒီကောင်လေးကပဲထွက်စာတင်တယ်ဗျထွက်စာတင်တယ်ဆိုရင်နင်တို့က2ပတ် notice မှာထွက်ရမယ်ဟာကိုနေ့တထေးမကိုယ်တိုင်ပြောပြီးသားကိစ္စကိုမှအခုကြတော့နင်တို့တထေးမဘက်က cancel လုပ်တာဒါ cancel လုပ်တာဖြစ်တဲ့အတွက် agent ကလည်းရော်ကြီးပြန်ပေးရမယ်နင်ဒီမှာသူ3လမပြည့်ခင်မှာထွက်တဲ့အတွက်သူ့ရဲ့ပွဲစားကောင်ပြန်ပေးရမယ်ဆိုတော့သူကမပေးဘူးပတ်ပြေးတယ်အဲ့ဒါထောင်းအဲ့ကိစ္စအရင်မရှင်းအမ cancellation letter လုပ်ကျင်တာဆိုအဲ့တထေးမကိုပြောတော့အဲ့တထေးမလည်းဟောနော်နင်းလူကထွက်တာပဲထွက်တယ်ဆိုရင်လည်းငါ့ကို cancellation letter ပေးရမယ်ဆိုတော့မပေးဘူးအဲ့ဒါကောင်းပြီလို့အဲ့ဒါဆိုရင်ငါတို့ရဲ့ M1 မှာပြောမယ်လဲဆိုတော့အဲ့သူတထေးမ तू ကသူ့ရဲ့ယောက်ျားကို message ပို့တယ်နဲ့သူ့ယောက်ျား message ကို copy အမတို့ group chat ထဲမှာလာပို့တယ်ဟောနော်ဒီဟာပေါ့နော်နင်းလူကဟောပေါ့အလုပ်ချိန်မှာမရှိတော့လို့ငါတို့က police report ကိုလုပ်ပြီးတော့ချက်ချင်း cancel လုပ်တာလို့ပြောအလုပ်ချိန်မှာမရှိအဲ့နဲ့အမအဲ့ကောင်လေးကိုမေးရဘာလို့အလုပ်ချိန်မှာမရှိလဲဆို9နိုင်သူက6နိုင်ခွဲမှာဆင်းတာကို9နိုင်မှာ store keeper store မှာမရှိမှာကိုသူကနေပြီး walkie talkie နဲ့ဆဲတယ်တဲ့အဲ့တထရဆဲတော့အဲ့ကောင်လေးကလည်းဟောပေါ့နော်အဲ့ကောင်လေးအဆင်မပြေတာကြီးလည်းရှိအမနောက်မှပြောပြမယ်အဲ့မှာဒီ walkie talkie နဲ့ဆဲတော့အဲ့ကောင်လေးကလည်းမခံနိုင်ဘူးဆိုပြီးတော့သူကနေပြီးတော့ပစ္စည်းတွေပါအကုန်လုံးချထားခဲ့ပြီးတော့9နိုင်နဲ့ပြန်သွားတယ်အဲ့ဒါကိုသူကအချိန်မတိုင်ခင်ပြန်နေဆိုပြီးတော့သူကပို့ချက်ချင်း cancel လုပ်ပစ်တာ police report လုပ်တယ်ပေါ့နော် okay police report လုပ်တယ်ဆိုထားနင်ကလည်းဒီလိုမျိုးပဲဟွာအလောက်ခွင်ထဲမှာရိုင်းဆိုင်စွာပြောဆိုမှုနဲ့ငါနဲ့ငါတရားစွဲမယ်လို့အဲ့ဒါကိုပြောတာဟာအမဟုတ်တန်းအဲ့တထရကနေပြီးတော့ message ပို့ပြီးတော့ပြန်ပြောသူဒါ internet ကိစ္စပေါ့နော်သူ့ရဲ့ company ကလူ80ကျော်သူအုပ်ချုပ်လာတာပေါ့အဲ့ဟာပေါ့နော်တခါမှ M1 complaint မရှိဘူးပေါ့အမကိုပြောကောင်းပြီလို့အဲ့ဒါဆိုရင်တော့ first complaint လို့ good luck to you ဆိုပြီးအမတို့ M1 မှာတွေ့ကြမယ်ဆိုတော့ပြောတော့အဲ့လိုပြောတော့မှသူကနေသူ့ manager ကိုတဆင့်ကြားကနေခံပြီးတော့ပြောက manager ပေါ့နော်ဒီလိုမျိုးနှစ်ဖက်တင်းပါနေအဆင်မပြေဘူးပေါ့နော်ဘာလုပ်ချင်တာလဲပေါ့အဲ့ဒါကိုသူခေါ်တွေ့မယ်ဆိုပြီးတော့
တွေ့တော့အမကိုသူကပထမအိတ်တထေးကအမကိုပြောတာနင်ဘသူလဲဘာညာလဲအမကိုဖျဲချောက်တာပေါ့ငါဘသူလဲဆိုတာသိချင်အမွန်ညနေစောင့်နေလို့နေလဲနေကိုနေနိုင်အောင်ပြောလို့ငါဘက်ကလည်းပြောမယ်လို့ပြောတော့သူပြောပုံဆိုရပုံဆိုရင်ပေါ့နော်အမကသူတို့တွေဖျဲချောက်လို့သူတို့စာလုံးတွေဖျဲချောက်လို့မရတော့ဘူးဆိုတာသိတဲ့အချိန်မှာသူရဲ့မန်နေဂျာကနေပြီးပြန်ရှော့ချပြီးတော့တဆင့်ရှော့ချပြီးတော့ဘာလုပ်ပေးရမလဲဘာညာနဲ့မေးရောအဲ့နဲ့အိတ်ကောင်လေးကိုဘာလုပ်ချင်လဲသူကအဓိကပြဿနာ employment contract သူ့ကိုရောက်ခါစားမှာ sign နဲ့အတင်းထိုးခိုင်းမှာ sign နေလုံးဝမရှိဘူးဟိုစာရွက်တွေ contract တွေကိုသူ့ကိုမပေးဘူးနံပါတ်2လာစာကိုကျင်ညာထားတာတဲ့ short ပေးတယ်လို့အမအဲ့ဒါတွေနဲ့တရားစွဲမယ်လို့ပြောတာဟုတ်သူလာစာတွေ short ပေးမှုနောက်ပြီးတော့နင်းဒီဟာကိုနင်က terminate လုပ်တယ်ဆိုရင် termination လာစာပေးရမယ်မပေးဘဲ terminate လုပ်တဲ့အတွက်ဆိုတော့ငါတို့တရားစွဲမယ်လို့ပြောတော့အဲ့ကြမှာသူကနေပြီးညှိတော့အမအိတ်ကောင်ကိုစပြောတယ်နင်းလုံမယ်လားလုံမယ်ဆိုရင်အဆုံးထိလုံကြမယ်နော်လို့ပြောတယ်လုံမယ်ဆိုပြီးတော့အမကတော့မလိုက်ဘူးပေါ့နော်အိမ်မှာသူ့ manager နဲ့တွေ့ဆိုတော့ဘယ်လိုလှုပ်ဆိုတာပြောတယ်အမအဆအဆုံးလိုက်နားထောင်နေအဲ့ပေါ့နော်သူတို့ပြောသမျှဟာဘယ်ဟာကို agree လုပ်ကြမလဲဆိုတော့အမကိုပြန်ပြောလို့ပြောတယ်ဒါပေမဲ့အိတ်ကောင်လေးကတော့ cancellation letter ရတဲ့အချိန်မှာဆက်မလုပ်ဘူးလုပ်တယ်အမကပထမစဉ်းစားတာဒီတထေးကဒီလိုဆင်းလာပြီဆိုရင်အမကပြီးရင် agent ကိုလုပ်မယ် agent 6500ကနေအမပွဲစားကတဝက်ကိုရအောင်ယူမယ်ဆိုပြီးအမကလောက်တာအဲ့ agent ကိုလည်းသူပြောပုံဆိုပုံများဆိုရင် तू ကဒီမှာ license agent မဟုတ်တော့ဘူးဒီလိုပေါ့ကွာအချင်းချင်းလေးဟိုလူရအောင်ဟိုရှာပေးတဲ့လူတွေဆိုတော့တရားမဝင်တာတွေဆိုတော့အမလုပ်မယ်ဆိုရင်ရတယ်ဆိုတာသိတော့အဲ့ agent ကလည်းကြောက်နေတာကြောက်နေဆိုတော့ပြောအမြဲတမ်းအမကိုလာလိုက်ပြောနေလူကထွက်တာနေလူကထွက်တာငါလူကထွက်တဲ့ထဲမှာဘယ်မှာရက်ပါလဲလို့မပါဘူးနော်လို့သူ့ရဲ့လက်တာကိုကြီးလိုက်ဆိုအမပြောတဲ့အချိန်မှာ तू ဘာမှပြန်မပြောရသေးဘူးသူ့ကိုအမပြီးမှလုပ်မယ်ဒီတထေးကိုလုပ်ပြီးလုပ်မယ်ဆိုဒါပေမဲ့ဟိုကောင်လေးရဲ့အဓိကယူရချက်က cancellation letter ရဖို့ပဲဖြစ်တဲ့အတွက် तू ကဆက်ပြီးမလုပ်ချင်တော့ဆက်လုပ်ရင်တော့အမရနိုင်တဲ့ဟာတွေအမအများကြီးရောကာကန်ရှင်းကမလုပ်ချင်ဘူးဆိုတော့အမဘာမှလုပ်ပေးလို့မရဘူးပေါ့နော် तू လိုချင်တဲ့ cancellation letter ကိုတော့အဲ့ဒါနဲ့ပြောအဲ့တထေးကနေပြီးတော့ပြန်ပြီးတော့ तू cancel လုပ်ထားတာတရက်နဲ့ချက်ချင်းပြန်ထွားမယ်ဟာကိုတစ်လပြန်ပြီးတော့အမွေအောင်ပြန်လျှောက်ပေးတယ်ပြန်လျှောက်ပေးပေါ့နော်အမအဲ့ဒါပြောတယ်ဒါပေမဲ့အမသူ့ကိုတော့ report တစ်စောင်ရေးပေးလိုက်တယ်အချိန်မရွေးနေဒီတစ်နှစ်မှမဟုတ်နောက်နှစ်မှလည်းနေတိုင်လို့ရတယ် तू မိုအမ်မှာအလုံးလျှောက်တဲ့အချိန်မှာလာစာ3500နဲ့တင်ထားတယ်တကယ်ရတာ2000ဆိုတော့အဲ့လာစာတွေရဲ့ short ပေးမှုကိုနေတရားပြန်ဆွဲလို့ရတယ်ဘာမှပတ်စံမကုန်ဘူးဒါပေမဲ့အချိန်ကိုတော့ရှိတယ်အချိန်ပေးရမယ်သူတို့ခေါ်ရင်သွားရမယ်အဲ့ဒါကိုလုပ်ရမယ်လို့ပြောတော့သူနေအစီမြေချိန်နဲ့နေတရားစွဲခြင်းဆွဲမဆွဲခြင်းနေလို့ပြောအမကတော့ဘယ်လိုဖြစ်စင်လဲဆိုဒါအမတို့လူမျိုးတွေကလေပြီးသွားပါပြီမလုပ်တော့ပါဘူးဆိုပြီးတော့စိတ်လျှော့လိုက်ကြတာတခြားလူမျိုးတွေဆိုရင်အဆုံးထိလိုက်တာ3-4နှစ်ကြာလဲလိုက်တယ်ပြီးအောင်လိုက်တော့အဲ့ဒါကိုကြာတခြားလူမျိုးဆိုရင်မလုပ်ရဘူးအမတို့လူမျိုးကြတော့အမှုအခင်းဆိုရင်အရန်ကြောက်ကြတယ်အမုံခင်းကိုလုပ်မယ်ဆိုရင်စကားတွေပြောဖြစ်တယ်ရှုပ်တယ်ပြီးတော့အချိန်ကြီးကြာတယ်ဆိုပြီးတော့မလုပ်ကြတဲ့အတွက်အဲ့ဒါတွေကသူတို့အတွက်နိုင်ကွက်ပဲဆိုတော့မြန်မာဆိုရင်တောင်းမလုပ်ဘူးဆိုတာသိတယ်အဲ့လိုဆိုတော့သူကအစလည်းအမကိုမြန်မာလဲရပဲဆိုတော့ပြန်ဖြဲချောက်တာအဲ့တတိယအမကိုပြောတာမှတော်ရိုင်းဆိုင်ပြောတာနေငါ့ကိုပြောတာပဲမှတ်ထားပြီးတော့ငါတို့လုပ်မယ်နော်ဆိုတော့မှသူ့မန်နေဂျာကနေတဆင်ပြန်ပြီးတော့ရှော့ချလာငါညာတွင်းချင်းဒီစာရွက်တွေလိုချင်တယ်ဆိုတော့ချက်ချင်းပြန်ထုတ်ပေးတာ MOL ကိုသူပြန်တင်ပေးတယ်ပြန်ထုတ်ပေးတယ်အဲ့ကောင်လေးကိုတော့အမပြောလိုက်တယ်အလုပ်ဆက်ရှာပေါ့နံပါတ်1ကအမတို့လူမျိုးစိတ်လိုက်မှန်မှမလုပ်ကြဘူးနောက်ထပ်အလုပ်မရသေးခင်မှာအလုပ်ထွက်တာသူ့အမှားအဲ့တော့ဆိုတော့ကိုကဒီတစ်လပဲရတယ်အမှန်ဆိုရင်စိတ်ဘလောက်ပဲကြက်အလုပ်ရှာပြီးရတော့မှထွက်ရမယ်မတို့တွေလည်းဟိုးတုံးနဲ့ကနေခဲ့တယ်ဒီမှာစိတ်ညစ်စရာလူတိုင်းမှာရှိတယ်ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ကိုရီးယား language မှာပဲလေဟို barrier ဖြစ်တဲ့အတွက်ဆိုအမတို့အတွက်အဆင်မပြေတာရှိတယ်အဲ့ဒါဟိုမှာသူတို့ကကြတော့ဟိုစိတ်လိုက်မှန်ပါလေလုပ်လို့မရဘူးလို့အမပြောချင်တာကွာပြီးအမတို့နိုင်ငံမှာအခုကအလုံးကဒီစစ်မှုတန်းကိစ္စတွေပါနေဆိုခလေးတွေကချက်ချင်းထွက်လာတယ်ဆိုတော့မှန်တယ်ဒါပေမဲ့ထွက်လာပြီးဆိုရင်စိတ်လိုက်မှန်ပါနဲ့အလုပ်တွေမထွက်ပါနဲ့အလုပ်မကြိုက်ရင်အလုပ်ရှာပြီးတော့မှထပ်ပြောင်းပါနံပါတ်2 agent တွေရဲ့ဟိုလိန်ခံရတဲ့ဟာတွေအများကြီးပဲအမတွေ့နေတယ်အမကတော့ agent လည်းမဟုတ်ဘူးဒါပေမဲ့အမမခံနိုင်လို့ဒီ single way HR တွေ rules and regulation တွေကိုလေ့လာတယ်ပြီးတော့ကိုမြန်မာချင်းချင်းဒုက္ခရောက်တာတွေအလိန်ခံရတာတွေကိုမရှိုရောက်လာရင်တော့အတက်နိုင်ဆုံးကူညီပေးတယ်ပေါ့နော်အမဘာမှလည်းမရှိဘူးဒါပေမဲ့သူတို့တွေဟိုနားထောင်လို့မတရားခံနေရတယ်ဆိုတော့အမဝင်ပြီးကူပေးတယ်ပေါ့နော်အဲ့ဒါအမပြောချင်တာအဓိကကတော့အလုပ်တွေဟိုစိတ်လိုက်မှမထွက်နဲ့လူတိုင်းကတော့ပင်ပန်းနေစိတ်လိုက်မှမထွက်နဲ့စိတ်ညစ်ရတယ်ဒီမှာလဲရိုင်းဆိုင်တာတွေတထေးတွေအများကြီးရှိတယ်ဒါပေမဲ့မထွက်နဲ့နံပါတ်2ဟို agent တွေရဲ့အလိန်ကိုလည်းအတင်းမယုံနဲ့နော်အဲ့ဒါကိုပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်နော်